ရှင်တို့ရမနာမည်ကြီးရဲ့တဲဒီရွက်နဲ့လှုပ်ထားတဲ့ဆူရှီကိုအသွားမှာဝယ်ပြီးတော့ပြန်မှာဝင်ယူတာပေါ့နော်တောင်တလန်းတစ်လျှောက်လုံးကနေဒီလိုမျိုးရှုပ်ပြ